ဒီ topic ကတော့ SQL accounting software မှာကျွန်တော်တို့က audit tray function အသုံးပြုနေပဲဖြစ်တယ်ဆိုတော့ audit tray function ဆိုတာဘာလဲဆိုရင် system ထဲမှာ document အသစ်တွေ create လုပ်တဲ့ချိန် edit ပြန်ပြင်လိုက်တာမျိုး delete လုပ်လိုက်တာမျိုးတွေကိုကျွန်တော် history အနေနဲ့ log ပြန်ဖမ်းတဲ့ system ကိုဆိုလိုတယ်အခု example တစ်ခုအနေနဲ့ say invoice ကိုအသစ်ထည့်ကြည့်မယ်ပြင်ကြည့်မယ်ဖြတ်ကြည့်မယ်ပြီးပြီးဆိုရင် history ကိုပြန်ကြည့်မယ်နံပါတ်1 say invoice ကိုသွားမယ် new ခေါ်မယ် customer ရွေးချယ်မယ်ခါတိုင်းလုပ်သလိုမျိုးပဲ entry တွေသွင်းမယ် save လုပ်မယ်ဆိုတော့ဒီ record ကိုကျွန်တော်ပြန် check လုပ်မယ်ဆိုရင် browse ရဲ့ဘေးမှာရှိတဲ့ down arrow print audit tray ဒါဆိုရင်တော့ဘယ် user ကဘယ်နေ့ဘယ်နှစ်မိနစ်ဘယ်နှစ် second မှာ invoice ကိုသွင်းလိုက်ပါတယ်ဆိုတာကိုပြန်ကြည့်နိုင်မှာဖြစ်တယ် okay ပြင်မယ်ဒီ voucher ပဲကျွန်တော် edit ပြန်လုပ်မယ်ဆိုရင် edit item တစ်ခုကျွန်တော်ကထည့်လိုက်ပါမယ်ဒီ voucher number ကိုကျွန်တော်က exam အနေနဲ့ ABC ကျွန်တော်ပြောင်းလိုက်မယ်ပြီးပြီဆိုရင် date ကိုလည်းပဲကျွန်တော်တရက်ရှေ့တိုးနောက်ဆိုလုပ်ပြီး save လုပ်လိုက်မယ်ဒီ record လေးကျွန်တော်ပြန်ကြည့်ဖို့အတွက်ဆိုရင် right click audit tray ဆိုရင်တော့ edit လုပ်လိုက်တဲ့ record transition လေးကိုကျွန်တော်တွေ့ရပြီဒီနေရာမှာဆိုခဲ့ရင် SCQ number အနေနဲ့ O data တွေရှိမယ်နောက်ထပ် item တစ်ခုထပ်ပြီးတော့ add လုပ်လိုက်တာတွေရှိမယ်ဒါကကျွန်တော်ကြည့်ရတဲ့ပုံစံနံပါတ်2က O value က2ရက်နေ့ date ကနေ3ရက်နေ့ new value ပြောင်းသွားတာတွေတွေ့ရမယ်နောက်တစ်ခုကကြတော့သက်ဆိုင် date တွေပြောင်းသွားတာတွေကျွန်တော်တွေ့ရမယ်ဒီမှာရှိတဲ့ amount တွေပြောင်းသွားတာတွေကိုအပြောင်းလဲတွေ့ရမှာပဲဖြစ်တယ် invoice number ကလည်း invoice number 20ကနေ ABC ကိုပြောင်းသွားတယ်ဒီလိုမျိုးကျွန်တော်ကြည့်နိုင်တယ်ခဲဒီ invoice ကိုများ delete လုပ်လိုက်ပြီဆိုခဲ့ရင် yes okay delete လုပ်လိုက်တဲ့ record ကတော့ဒီမှာတစ်စောင်ချင်းစီကြည့်တာမျိုးမဟုတ်တဲ့ဖြစ်တဲ့အတွက်ကြောင့် right click နဲ့ကြည့်လို့မရအောင်ဒါဆိုဘယ်မှာကြည့်မလဲ tools ထဲမှာရှိတဲ့ print audit tray မှာကြည့်ပါမယ်ဒီ print audit tray ရဲ့ဘယ်ဘက်ချမ်းမှာဆိုရင်ကျွန်တော် event 3မျိုးရှိတယ်အသစ်ထပ်သွင်းခြင်းပြင်ဆင်ခြင်း delete လုပ်ခြင်းဒီ3မျိုးတစ်ပိုင်းချင်းစီကြည့်လို့ရတယ်ဒီ date from to ကိုရွေးချယ်ပြီးဘယ် user ဆိုတဲ့ user တိကျကိုညွှန်လဲရတယ်သို့မဟုတ် user မရွေးချယ်ဘူးဆိုရင်တော့ all user ကိုဆိုလိုတယ်ဘယ်ဘက်ချမ်းမှာကကြတော့ insert ပြီးမယ်ညာဘက်ချမ်းမှာကတော့ function အားလုံးကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒီတိုင်းပဲ apply လုပ်ရုံပဲကိုကပြင်ဆင်ထားတဲ့ပိုင်းက save step ပိုင်းလေးကိုပဲကွက်ပြီးတော့ filter လုပ်ပြီးကြည့်မယ်ဆိုရင်တော့ invoice ကို tick လုပ်ပြီး apply လုပ်ရုံပဲဒါဆိုရင်တော့ဘယ် user ကဘယ်နေ့မှာ insert လုပ်ခဲ့တယ်ပြန်ပြင်တဲ့ record ကိုကြည့်မယ်ဆိုရင် edit ကို tick လုပ်ပြီး apply ဘယ်ချိန်မှာဘာတွေ edit လုပ်ခဲ့လဲဆိုတော့ plus sign နှိပ်ပြီးတော့အသေးစိတ်ကြည့်ရှုနိုင်တယ်ကဲ delete လုပ်လိုက်တဲ့ record ကိုမသိချင်တယ်ဆိုရင်တော့ apply လုပ်ပြီးတော့ delete ဘယ် user ကဘယ်နေ့ကလုပ်ခဲ့ပါတယ်ဆိုတာကိုတော့ကျွန်တော်ကြည့်နိုင်တယ်ဒါကတော့ audit tray အသုံးပြုခြင်းပိုင်းဖြစ်တယ်နောက်တစ်ခုထပ်သိရမှာကကြတော့ပြင်ဆင်ခြင်းပြောင်းလဲခြင်းနဲ့ပတ်သက်တဲ့အသေးစိတ် information ကိုမှတ်တမ်းတင်ထားဖို့အတွက်2မျိုးရှိတယ်တစ်ကအပေါ်ယံ information ဖြစ်တဲ့ document information ကိုပဲပြင်ခြင်းပြောင်းလဲခြင်းကို record လုပ်တာ ਨੇ နောက်တစ်မျိုးကတော့ item တစ်ခုချင်းစီရဲ့အသေးစိတ်အတွင်းထဲက record ရဲ့အပြောင်းလဲကိုပါ audit tray လိုက်ခြင်းဒီကောင်လုပ်ဖို့အတွက်ဆိုရင် tool set မှာရှိတဲ့ option ထဲမှာရှိတဲ့ miscellaneous တွေကိုကျွန်တော်သွားမယ်ဒီထဲမှာ post audit tray for stock sale and purchase ဆိုတာလေးကို ticking on ထားဖို့လိုတယ်အကယ်၍post audit tray ကို ticking off ဖြစ်နေတယ်ဆိုကြရင်တော့ audit tray ကိုတော့မှတ်သားတယ်အသေးစိတ်မမှတ်သားဘူးသူကအပေါ်ယံ information ဖြစ်တဲ့ document number တွေ date တွေ amount တွေကိုပဲမှတ်သားမှာပဲဖြစ်ပါတယ် okay ဒါလေးကိုသတိထားပြီးစမ်းကြည့်ပေးမယ်ရပါပြီ